Royal Family တွေ Jewelry ကို Power Symbol အနေနဲ့ဘယ်လိုသုံးကြလဲ။ကမ္ဘာတဝန်းက Royal မိသားစုတွေအတွက်လက်ဝတ်ရတနာဆိုတာတာမန်လဆင်ပစ္စည်းတွေတတ်မဟုတ်ပဲမျိုးဆက်တစ်ခုမှတစ်ခုသို့လက်ဆင့်ကမ်းလာတဲ့တမိုင်းကြောင်ဂုံတိတ်ခါနဲ့နိုင်ငံရေးအရှင်ဝါကိုပါပေါင်းဆက်ဖော်ပြနေတဲ့အင်အားကြီးမားတဲ့သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။သူတို့ဝတ်ဆင်တဲ့တန်မိုးကြီးကြောက်မြတ်ရတနာတွေဟာနိုင်ငံတော်ရဲ့ချမ်းသာကြွယ်ဝမှုနဲ့တည်ငြိမ်မှုကိုပြသရုံသာမကပဲအရေးကြီးတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်းအချက်ပြစကလုံးလိုမျိုးတိတ်တဆိတ်စွမ်းဆောင်ပေးတတ်ကြပါတယ်။ရှေးခင်ဘရင်များခေတ်ကလေးကယနေ့ခေတ်တော်ဝင်မိသားစုဝင်တွေအထိဒီရတနာတွေကို Power Symbol အနေနဲ့ဘယ်လိုမျိုးဉာဏ်ပညာရှိသုံးချပြီးသူတို့ရဲ့ဩဇာအာဏာကိုပုံမခိုင်မာအောင်တိစောက်ခဲ့ကြတယ်လို့ဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီတော့ဒီရတနာတွေရဲ့နောက်ွယ်မှာရှိနေတဲ့တော်ဝင်မိသားစုတွေရဲ့အတိတ်ပဲပြင်းဝတဲ့ရွေးထည်မှုတွေနဲ့သူတို့ရဲ့မဟာဗျူဟာမြောက်သုံးချပုံတွေကိုအခုဆက်လက်ပြီးသိစိတ်မျှဝေပေးသွားပါမယ်ရှင်။ရှေးခေတ်ဘုရင်တွေဟာသူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့နတ်ဘုရားတွေရဲ့ကုညီရာထားသူတွေဆိုတာကိုပြသဖို့အဖို့တန်ရတနာတွေကိုအသုံးပြုခဲ့ကြတာကနေစတင်ခဲ့တာပါ။ရတနာတွေဟာနိုင်ငံတော်ရဲ့တိကမွေးနေ့ဖြစ်သတ်မှတ်ခံရပြီးဘုရင်တစ်ပါးရဲ့ဩဇာအာဏာနဲ့အဆင့်တန်းကိုလူတိုင်းမြင်အောင်ဖော်ပြပေးတဲ့အဓိကလက်နက်ဖြစ်လာခဲ့ပါတယ်။အလွယ်ပြောရရင်တော့အဲ့ဒီခေတ်ကလေးကရတနာဆိုတာကိုယ်ပိုင်လှဆင်တာထက်အာဏာပိုင်ဆိုင်မှုရဲ့ထင်ရှားဆုံးသင်္ကေတတစ်ခုဖြစ်ခဲ့တာပါ။တရပူရီယာဘုရင်တစ်ပါးရဲ့အမြင့်ဆုံးအာဏာကိုကိုစားပြုသလိုတီယာရာနဲ့လဲဆွဲနေရလဲတော်ဝင်မိသားစုတွေရဲ့အစင်တန်းကိုပိုင်းခြားသတ်မှတ်ပေးပါတယ်။ဒီရတနာတွေကပွဲလန်းသပင်တွေမှာဝတ်ဆင်လိုက်တာနဲ့ဝတ်ဆင်သူဟာတာမန်လူတွေနဲ့မတူပဲအထူးခွင့်ရနဲ့တာဝန်ရှိသူဆိုတာကိုအလိုလိုသိတာထင်ရှားသွားစေတာပါ။ဒီလိုဖို့တန်ပစ္စည်းတွေကသူတို့ရဲ့ဆင်လာတဲ့ဂုံတိတ်ခါကိုတကဘာလုံးကအတိမတ်ပြုတ်အောင်တိတ်တဆိတ်စွမ်းဆောင်ပေးနေတာပါ။ပြည်တိန်တော်ဝင်မိသားစုဟာအရေးကြီးတဲ့ခန်းနာတွေမှာတမိုင်းဝင်ရတနာတွေကိုရွေးချယ်ဝတ်ဆင်ခြင်းအပြင်နိုင်ငံရေးအရအရေးကြီးတဲ့ message တွေကိုပေးပို့လို့ရှိပါတယ်။ဥပမာနိုင်ငံခြားခီးစဉ်တွေမှာအင်ရှင်နိုင်ငံကိုဂုဏ်ပြုတဲ့အနေနဲ့အဲ့ဒီနိုင်ငံနဲ့ဆက်ဆက်တဲ့ရတနာတွေကိုရွေးချယ်ဝတ်ဆင်တာမျိုးကတန်တမန်ရေးရမှာရန်ကိုထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါရတနာတွေကိုအလှဆင်တာထက်နိုင်ငံရေးရရှင်ဝါပြဖို့နဲ့တန်ရုံးစင်တိုးပွားဖို့အတွက်ဉာဏ်ပညာရှိအသုံးပြုခြင်းပဲဖြစ်ပါတယ်။တော်ဝင်မိသားစုတွေကရတနာတွေကို soft power အနေနဲ့အသုံးပြုပြီးနိုင်ငံတကာဆက်ဆံရေးမှာပြူသဘောဆောင်တဲ့တက်ရောက်မှုတွေကိုဖန်တီးပေးကြပါတယ်။အခြားနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အခါဝတ်ဆင်တဲ့ရတနာတွေကတဆင့်အပြန်အလှန်လေးစားမှုနဲ့မိတ်ဖွဲ့မှုကိုဖော်ပြပေးနိုင်တာကြောင့်တကယ်ကိုအသုံးဝင်တဲ့တန်တမန်ရေးရာကိရိယာတွေဖြစ်ပါတယ်။စကလုံးတွေထက်ရတနာတွေကနေတဆင့်ပိုပြီးနှက်ဆိုင်တဲ့နားလည်မှုတိစောက်နိုင်တာမို့ဒါဟာသူတို့ရဲ့မဟာဗျူဟာမြောက်လက်နက်တစ်ခုလို့ပြောနိုင်ပါတယ်။မျိုးဆက်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့ရတနာတွေကမိသားစုရဲ့အစင်လာမပြတ်တမ်းတည်ရှိနေမှုနဲ့တကိုးဟာနာကိုအခိုင်အမာဖော်ပြနေတာပါ။အဖွားစီကနေမြေးစီကိုရောက်လာတဲ့တရက်ဖို့တကူဒါမှမဟုတ်လဲဆွဲတစ်ခုဟာမိသားစုရဲ့ legacy ကိုထိမ့်သိမ်းထားတယ်ဆိုတာကိုပြသနေရမို့အာနာစက္ကန့်မှုမှာရန်ကိုအရေးပါပါတယ်။ဒါတော်ဝင်မိသားစုရဲ့တမိုင်းကြောင်းကဘယ်တော့မှမပြောက်ကွယ်သွားဘူးဆိုတာကိုလူတို့ကအမြဲတမ်းပေးနေတဲ့သင်္ကေတတစ်ခုလိုဖြစ်နေတာပါ။ယနေ့ခေတ်တော်ဝင်မိသားစုတွေဟာရှေးခေတ်ရတနာတွေကိုခေတ်ပေါ်ဒီဇိုင်းဝတ်ဆောင်တွေနဲ့တွဲဆက်ဝတ်ဆင်ခြင်းဖြင့်ရိုးရာနဲ့ခေတ်သစ်ကိုအကောင်ဆုံး balance လုပ်နေကြပါတယ်။အမွေလေးရတနာတွေကိုဝတ်ဆင်ရင်ပဲခက်မိတဲ့ပုံစံမျိုးနဲ့ပြန်လည်ဖော်ထုတ်တာတော်ဝင်မိသားစုရဲ့ရုပ်ရည်သွင်းပြင်ကိုပိုပြီးထူးခြားစေပါတယ်။ဒါအစင်လာကိုလေးစားတယ်လို့ပဲခက်တဲ့အညီပြောင်းလဲနိုင်တယ်ဆိုတဲ့ message ကိုပေးစွမ်းနိုင်လို့ fashion လောကမှာလည်းအမြဲတမ်းစိတ်ဝင်စားခံနေရတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။နောက်နေ့ဒီမှာလည်းဒီလိုမျိုးဘ ഹു တုတရစေတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရှုခြင်းနဲ့တော်ဝင်ရွှေ YouTube channel လေးကို subscribe လေးလုပ်သွားလိုက်နော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။